မင်္ဂလာပါကျွန်တော်နာမည်နားလည်ပါကျွန်တော်က ZFU PDF Zoland PR team ကနေဒီနေ့ဒီ Zoland Blessing Draw နဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေငယ်ရှင်းပြချင်တာရှိပါတယ်ဆိုတော့ကျွန်တော်တို့ဒီ Zoland Blessing Draw ပထမဆုအနေနဲ့မြန်မာငွေ7,100ပေးမှာဖြစ်တဲ့ပြင်ဒုတိယဆုအနေနဲ့ဒီ125 Kenbo motorcycle ဒုတိယဆုဖြစ်ပါတယ်ပြီးတော့နှစ်သိန်းဆုပေါ့နော်နှစ်သိန်းဆုဒီကကြတော့ဒီမှာ ticket ပေါ်မှာလောက်ထားတဲ့အတိုင်းပေါ့နော်ကျွန်တော်တို့ committee ကနေပြီးတော့ဒီဟာကိုအတက်နိုင်ဆုံးပေါ့နော်ကျွန်တော်တို့ ZFU PDF Zoland 3နှစ်ပြည့် March လ30ရက်နေ့မှာကျွန်တော်တို့မဲဖောက်ဖို့တော့ကျွန်တော်တို့အဲ့ဒီနေ့ရက်ကို OTP မှာလှုပ်ဆောင်ရတာဖြစ်တယ်ဒါမဲ့ကျွန်တော်တို့နိုင်ငံတကာမှာရောင်းရတယ်နိုင်ငံတကာမှာရှိတဲ့ကျွန်တော်တို့ supporter တွေမိတ်ဆွေတငယ်ချင်းတွေစီမှာရောင်းထားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီ ticket တွေကိုစုဆောင်းတဲ့နေရာမှာကျွန်တော်တို့အချိန်မီလုံနိုင်ဖို့ရန်အတွက်အခက်အခဲဖြစ်လည်းဖြစ်နိုင်တယ်အဲအကြောင်းမလို့ကျွန်တော်တို့တကယ်လို့များနောက်ကျတယ်ဆိုရင်လည်းကျွန်တော်တို့လလေလောက်မှာနောက်ဆုံးတော့ကျွန်တော်လုံနိုင်ဖို့ရန်အတွက် committee ကနေပြီးတော့ကျွန်တော်တို့စီစဉ်ထားပါတယ်ဆိုတော့တကယ်လို့များကျွန်တော်တို့ Zoland Blessing Draw ကိုနိုင်ငံခြားနေမဲပေါက်ခဲ့ဒီရှိလို့ရှိရင်ကျွန်တော်တို့နိုင်ငံတွင်းမှာထုတ်မှာလားပြီးတော့နိုင်ငံခြားမှာပို့ခိုင်းမှာလားဆိုတဲ့ဟာကြတော့ဒီပေါက်တဲ့လူရဲ့information ပေါ့နော်ပေါက်တဲ့လူရဲ့စိတ်ဆန္ဒပေါ်မှာမူတည်လိမ့်မယ်ဥပမာကျွန်တော်တို့နိုင်ငံခြားနေပြီးတော့ပေါက်ပြီးမှနိုင်ငံခြားမှာငွေလွှဲစေချင်တယ်ဆိုလို့ရှိရင်အဲ့ဒီကာလ currency ပေါ့နော်အဲ့ဒီငွေဈေးနှုန်းနဲ့အဲ့ပေါက်တဲ့ပုံကိုစီမှာကျွန်တော်တို့ပေးဖို့ရန်အတွက်ကျွန်တော်တို့ committee အနေနဲ့စီစဉ်ထားပါတယ်။ဘာဖြစ်လို့ကျွန်တော်တို့ဒီ Zoland Blessing Draw ကကြတော့ကျွန်တော်တို့ ZFU PDF Zoland Supporter Team FRC Team ကနေစီစဉ်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီဟာနဲ့ပတ်သက်ပြီးတော့ရခဲ့တဲ့ငွေအားလုံးကျွန်တော်တို့ personal အတွက်မသုံးဘဲဒီအဖွဲ့အစည်းအတွက်သုံးတဲ့အပြင်ဒီဟာတွေကကျွန်တော်တို့ဒီကန္တာတီမှာလိုအပ်နေတဲ့နေရာမှာကျွန်တော်တို့သုံးသွားမှာဖြစ်ပါတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့ဝယ်ယူအားပေးတဲ့မိဘပြည်သူများရှေ့မှာကျွန်တော်တို့အနေနဲ့အကြောင်းကြားချင်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ဒီ Zoland Blessing Draw ကိုနိုင်ငံတကာပဲဖြစ်ဖြစ်နိုင်ငံတွင်းမှာပဲဖြစ်ဖြစ်ဝယ်ယူအားပေးတဲ့အရောက်တိုင်းကိုဘုရားရှင်ကောင်းချီးပေးပါစေ။